Hello everyone 大家好ဒီနေ့စိတ်အကြိုက်ဆုံး Spirited Away ဆိုတဲ့ Japanese animated film နဲ့ character လေးတွေနဲ့အလှဆင်ထားတဲ့ coffee ဆိုင်လေးကိုရောက်ဖြစ်ပါတယ်ရှင်ထုံးစံအတိုင်းမာချာပဲမှာတောက်ဖြစ်ပါတယ်တရေရုပ်ကလေးရလဲပုံစံမျိုးစုံပဲရှိရယ်ဒီရုပ်ကလေးအကုန်လုံးကဝယ်လို့ရပါတယ်ဒါကတော့ music box လေးပါလိုချင်စရာလေးနော်ဆုံးမဖွားအိုကြီးလည်းရှိပါတယ်ဓာတ်ပုံရိုက်ဖို့နေရာလေးကတစ်ဆိုင်လုံးမှာအပြည့်ပါပဲfilm ထဲမှာဆိုရင်ဆင်ရ no face ကိုအကြိုက်ဆုံးပဲ no face စီကနေပြီးတော့ရွှေခဲလေးယူမယ် film နဲ့ကဆူဆူဝတ်တရီကောင်လေးရလဲတစ်ဆိုင်လုံးအပြည့်ပါပဲဒီဆိုင်လေးက social media မှာနာမည်ကြီးပေမဲ့ဆိုင်ထဲမှာလူရှုံမနေပါဘူးနေရာလေးကလည်းထင်ထားရတဲ့ပို့ပြီးတော့ကျယ်ဝန်းပါတယ်ဆိုင်နာမည်လေးက coffee station မှာဆင်ရတော့ BTS ဥရုံစု station မှာဆင်းပြီးတော့အိမ်နာဆိုင်ခဲခဲတွေကိုပဲဒီဆိုင်ပုံလေးပြလိုက်တာဘတ်20ပဲပေးရတယ်သူတို့လိုက်ပို့ပေးပါတယ်ရှင်